ကိုတန်းကျောင်းသားလေးကနေပြီးတော့ပြက်ခတ်လိုက်တဲ့ဒီတင်းနဲ့ပြက်လိုက်တဲ့ပေါ့နော်ဒီ30ချစ်ပြက်လိုက်တဲ့ဒီကျောင်းသားလေးရဲ့တကယ်စစ်ဖြစ်ပါတယ်နော်ကျောင်းဆက်ရ3ဦးတည်ပြီးတော့ဒီသူအပေါင်းဝင်နဲ့နောက်ထပ်ကျောင်းသားပေါင်း9ဦးတည်ဆုံးသွားပေါ့နော်ဒါကျွန်တော်ပြောပြရပါတယ်ဒီအကဲလက်စကိုအဆိုကျွန်တော်လည်းအတူတူပြောလိုက်အောင်ဒါကျွန်တော် pass 2ဖြစ်တယ်ပေါ့နော်စာတင်ကျောင်းကဆရာတွေနဲ့ကျောင်းသားတွေကိုပြက်ခတ်သွားတဲ့ဒီကိုသားကျောင်းသားကိုတန်းပေါ့နော်ဒီကျောင်းသားလေးရဲ့တကယ်စစ်ဖြစ်ပါတယ်ဒီနောက်ကျောင်းသားရဲ့နာမည်ကပေါ့နော်ဒီပုံကမ်းမှာဆိုရင်အတက်က14နှစ်ပဲရှိသေးတယ်ပေါ့နော်သူ့ရဲ့မိဘတွေအားလောခဲ့တဲ့ဒီတစ်နှစ်လောက်ကလေးပွားရှင်းကြပြီးတော့သူကတော့အပေါ်ပါနေတယ်ပေါ့နော်ဒီကျောင်းပိတ်ရင်သူကမိခင်စီကိုတွားလေလို့ရှိပြီးတော့အပေါ်အဖွာသူကအမြင်ချစ်ကြတယ်အမြင်ချစ်တယ်ပေါ့နော်အတက်က83နှစ်ရှိတဲ့အပေါ်ကတရားခံကျောင်းသားကိုအမြင်နဲ့ပေါ့နော်ပုတ်ပြီးလို့တွေ့ရတယ်အဖြစ်ဖြစ်တဲ့နေ့9ရက်နေ့မနက်ပိုင်းမှာတရားခံသူ့ရဲ့အပေါ်နဲ့အဖွာကိုဖြစ်တဲ့ပြီးတော့အဲ့ဒီကအတွင်းအပြင်ပြတ်တော့ပိတ်ပြီးကျောင်းကိုလာခဲ့ပေါ့နော်ကျောင်းရောက်တော့ဒီတရားခံကသူ့ရဲ့နားနဲ့ဖက်ကိုအတန်လုံတဲ့နှစ်ချက်နှစ်ခုတက်ဆင်ထားပြီးတော့ဒီတဲ့နက်ကိုပေါ့နော်ပေါင်းပြီးမှညှက်ထားလို့သိရခင်ဗျပြီးတော့ဒီရှစ်တိုင်းကျောင်းသားတဦးစီသွားပြီးတော့ဆရာအော်ရောပေါ့နော်ဘာလို့မေးလိုက်တဲ့ချိန်မှာအဲ့ဒါကျောင်းရှစ်တိုင်းကျောင်းသားလေးကဆရာအော်ရစာကပေါ့နော်ဒီပထမဆုံးအထက်မှာရှိနေလို့ပြောတယ်ခင်ဗျဒီနောက်တရားခံကြတော့ဒီဆရာအော်ဆိုတဲ့ဒီလူစီပေါ့နော်ထပ်သွားပြီးတော့တတ်သွားခဲ့တယ်ခင်ဗျခဏနေတော့ကြက်လောက်တဲ့ပြက်တဲ့အတိုင်ထွက်လာပြီးတော့ဒီအပေါ်ထက်နေတော့ကြောက်ကြတယ်ကြောက်လိုက်တခြားပြီးဆင်းလာကြလို့သိရပါတော့ဒီနောက်ပိုင်းဆက်တိုင်းပြက်ခိုက်မှုတွေဖြစ်သွားပြီးတော့အဖိုးအဖွားအပါပဲပေါ့နော်လူ9ဦးသေဆုံးသွားလို့သိရခင်ဗျဒီအတင်းကိုကြတော့တရားခံရဲ့အဖေကသားဖြစ်နေတော့သူအဖေဖြစ်တူပါပေါ့နော်အဖိုးရဲ့ညီမလေးကိုပေါ့နော်အိမ်ကိုအမြန်တွားကြည့်ခံလိုက်တယ်ခင်ဗျအဲ့ဒီကားကိုပေါ့နော်အဲ့ဒီကားတွေအားလုံးတရားခံကပိတ်ထားခဲ့ပြီးတဲ့နောက်မှာဖွင့်လို့ရသွားတော့ဒီအဖိုးနဲ့အဖွားပေါ့နော်စုံနေလို့သိရခင်ဗျနောက်တော့တရားခံဘာကြောင့်အဲ့လိုမျိုးလုပ်ရလဲဆိုတော့ဆက်စစ်ကြည့်လိုက်တော့လက်ရှိဒီတွေ့ရှိချက်ပေါ့နော်အဲ့ထဲမှာသူကဂိမ်းဆော့တဲ့ပစ္စည်းတွေအများကြီးရှိလို့သိရခင်ဗျတရားခံရဲ့ကွန်ပျူတာကိုဆက်လိုက်တော့တရားခံပေါ့နော်ဒီအက်တာနဲ့ထားမှာအမေရိကန်နိုင်ငံမှာအစုလိုက်အပြုံလဲပေါ့နော်ပြက်ခတ်မှုတွေရှောက်ပြီးတွေ့ရှိခဲ့တယ်ခင်ဗျဒီမိသားစုတွေပြပြချက်ရတရားခံကအနေအတူဖြစ်ပြီးတော့အပြစ်ထွက်တာလည်းမရှိဘူးပေါ့နော်ဒါပေမဲ့သူကဂဲကိုတော့အမြင်နဲ့စော့တယ်လို့သိရခင်ဗျတရားခံဒီကင်ဆောင်တဲ့တနက်ပေါ့နော်သူ့အဖိုးဟာဖြစ်တယ်ဒီအဖိုးဟာဒီအသေးသေးချာချာလေးတင်ထားတာဘယ်လိုယူသွားလဲမသိဘူးပေါ့နော်ဒီပြီးတော့တနက်ကင်ဆောင်ခွင့်လိုင်စင်ရှိပြီးတော့ဒီအဖိုးကိုကောက်ွယ်ဖို့အတွက်ပေါ့နော်အဖိုးကပေါ့နော်ကောက်ွယ်ဖို့အတွက်ဒီစောင်းထားတာကိုလည်းသိရခင်ဗျနော်ဒါကျွန်တော်ဒီကိုတန်းကျောင်းသားရဲ့တဲ့စစ်ဖြစ်တယ်ပေါ့နော်ဒီသူကအဓိကဒီလူငယ်တွေဒီသူကဆက်လင်နေပဲရှိသေးတယ်ပေါ့နော်သူလူငယ်ကဘာချက်ပစ္စည်းလဲဆိုဖုံးချောင်းပစ္စည်းရဲ့အပါဖြစ်ဆိုဒီဖုံးတော့မှဒီ30 gram လေးဆိုတော့တော်တော် hot တယ်ကွာတော်တော်ခက်စားတယ်အဲ့ဟာလေးပေါ့နော်တော်ခက်စားတယ်အမှသူလူတက်ကားလေးကြည့်ရဲအဲ့မျိုးကြည့်ပြီးတော့သူလိုက်လောက်တယ်ပေါ့နော်ဒီမြန်မာနိုင်ငံမှာလည်းဖြစ်သွားသိမလားဒီတိတ်ကတရားနေပြီးတော့ခေါ်တဲ့ချိန်မှာဒီလူကနေပြီးတော့တစားစီတက်ပလိုက်ပြီးတော့ဒီပတင်းပေါက်မှာစားခဲ့ရသိမလားအေးအဲ့လိုပဲပေါ့နော်ဒီစိတ်တစားတွေဖြစ်တယ်ကွာသူတို့နေအေးတဲ့သူတွေပိုတတိထားရကွာသူတို့အခန်းထဲမှာပိတ်လာပြီးတော့ဂိတ်တွေစော်တယ်ပြီးဒီဟာတွေကြည့်ပြီးတော့သူတို့ကစိုင်ကိုဝင်ပြီးတော့ငါလူတွေဘယ်လိုလုပ်ရမလဲတက်ရမလဲဆိုတော့အသွေးဝင်နေဆိုရင်ဒါဒီလူကိုတတိထားတော့ပေါ့နော်ဒီတော့တကယ်ကြောက်စရာကောင်းတဲ့လူဖြစ်နေပေါ့နော်အခုလည်းပဲဒီမြန်မာနိုင်ငံမှာဖြစ်တယ်လို့မျိုးထိုင်းနိုင်ငံမှာလည်းအခုလိုမျိုးဖြစ်သွားပေါ့နော်သူ့ဖို့သူ့ပေါင်းသူပြက်တက်လိုက်ပြီးရတယ်ဒီကြောက်လေးမှာလိုက်ပြက်ခတ်တယ်လိုက်ပြက်သူ့ဖို့သူ့ပေါင်းသူပြက်ပြီးရတယ်ဒီတခန်းတကားလေးပိတ်ပြီးရတယ်ကြောက်မှလည်းလာပြက်ခတ်တယ်ပေါ့နော်ဒီကြောက်မှလာပြက်ခတ်တဲ့ချိန်မှာဒီကြောက်သားလေးမှာကြောက်သားကိုဦးနဲ့သူ့ပေါင်းဝင်နဲ့ဆိုပြီးတော့ကြောက်သားကိုဦးစုံတယ်ပေါ့နော်ကြောက်သားကိုဦးပြီးတော့သူလည်းသူ့ကိုသူသုံးစီရလိုက်တယ်လို့သိရပါပေါ့နော်ဒါပြည့်တဲ့ဆယ်ကျွန်တော်ပြန်ပြောပြပါနော်ဒီကြောက်သားမိဘတွေတခုပြောချင်တာကကျတော့ဘာပြောချင်လဲဆိုရင်ကိုသားသမီးတွေပေါ့နော်ဒီကြောက်တက်နေတဲ့အချိန်မှာဖုံးပေးခိုင်းပါနဲ့ဒီဖုံးချပစ္စည်းရဲ့ဒီဖုံးချဆိုင်ကိုတွေဝင်ကြပေါ့နော်ကြောက်သားအများဆိုအုံနောက်တွေကပေါ့နော်ဒီစာဘက်မရောက်ပဲနဲ့ဒီဆိုင်ကိုဖြစ်မဲ့အရာတွေနဲ့ဒီလူတက်ကားတွေဖက်ပဲရောက်နေရဆိုရင်တော့တက်တာပေါ့နော်ဒီမမဟုတ်ကြီးကြီးအုံနောက်ကြီးကကောင်းတော့မှမဟုတ်ဘူးနော်ဆိုင်ကိုနဲ့ပဲတွားနေဆိုတော့လောက်အဆင်မပြေပါဘူးဒါနော်ဒါလေးတော့ခုပြောချင်ပါတယ်ငငယ်ရွယ်နဲ့ကြောက်သားတွေဖုံးပေးခိုင်းပါနဲ့ပြောချင်ပါတယ်